ပေါင်တန်း120ပေးမှရောင်းမဲ့ကစားသမားနဲ့အရင်လိုသူများချင်းထည့်တာမခံကျင်တော့တဲ့ United ထွက်ပေါ်နေတဲ့ United သတင်းတို့များဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရီချမ်းပါကပ္ပဖလားပြိုင်ပွဲကြီးကစတင်နေတဲ့ကြားထဲကနေ United အသင်းရဲ့အပြောင်းရွှေ့သတင်းများကတော့ထွက်ပေါ်နေစေဖြစ်ပြီးတစ်နေ့တက်တစ်နေ့ပိုမိုစိတ်ဝင်စားဖို့လည်းကောင်းနေတာဖြစ်ပါတယ်။အားလုံးသိရှိပြီးဖြစ်သလို United အသင်းဟာအတ္တနာအသင်းကအီတာဆန်ကိုခေါ်ယူနိုင်ဖို့အလုံးစုံသဘောတူညီမှုရရှိခဲ့ပေမဲ့အားနည်းချက်ကြီးမားလုံးတဲ့အသင်းရဲ့ကွင်းလယ်ပိုင်းအတွက်တကယ့်ကိုအရေးပါလုံးတဲ့အပြောင်းရွှေ့တွေကိုဆက်လက်လှုပ်ဆောင်ဖို့ပြင်ဆင်နေစေဖြစ်ပါတယ်။ဒီနေရာမှာကစားသမားများစွာနဲ့သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပေမဲ့ United အသင်းရဲ့အဓိကပြစ်မှတ်တွေကတော့ Nottingham Forest အသင်းက Elliot Henderson, West Ham အသင်းက Fernandes, Newcastle အသင်းက Tonali အပြင် Brighton အသင်းက Baleba တို့သာစိတ်ဝင်စားနေတာဖြစ်ပါတယ်။ဒီရဲ့ပိုင်းမှာအရန်ကိုဟော့ဖြစ်နေတာကတော့ Elliot Henderson ဖြစ်ပြီးချင်းကစားသမားဟာအင်္ဂလန်အသင်းနဲ့တူကမ္ဘာဖလားကိုဆင်နွှဲနေတာကြောင့်အပြောင်းရွှေ့တွေကိုထဲထဲဝင်ဝင်လှုပ်ဆောင်ဖို့မဖြစ်နိုင်သေးပေမဲ့ United အသင်းရဲ့မြို့ခံပြိုင်ပွဲဖြစ်တဲ့ Man City အသင်းဟာနှစ်ကြိမ်တိုင်ပေါင်တန်း150ရှိတဲ့အပြောင်းရွှေ့တရက်နဲ့ကန်လန်ခဲ့ပေမဲ့ Forest တို့ကတော့ချက်ချင်းဆိုသလိုပယ်ချခဲ့ပြီးဒီကစားသမားကိုအင်္ဂလန်ရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းတရက်ဖြစ်တဲ့ပေါင်တန်း120နဲ့အထက်ကိုသာလိုချင်ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ Elliot Henderson ဟာလက်ရှိအချိန်မှာအရန်ကိုကောင်းမွန်တဲ့ကစားသမားတအုပ်ဖြစ်တယ်လို့ဘယ်အသင်းရဲ့ကွင်းလယ်ပိုင်းအတွက်မဆိုအသင်းအသုံးပြုနိုင်ပြီးအထိုင်ကျမဲ့ကစားသမားဖြစ်လာမှာတော့တေချာပေါက်သိရှိနိုင်ပေမဲ့ Forest အသင်းမှာတရားသီသာထွန်းတောက်လာသေးတဲ့ကစားသမားအတွက်ကျွန်တော်တို့ United ကတော့ Man City နဲ့အပြိုင်ခေါ်ယူသွားနိုင်မဲ့အနေအထားမှာမရှိတော့ဘဲဒီအပြောင်းရွှေ့ဈေးနှုန်းအတိုင်းဒီလိုသာဖြစ်နေရင်တော့နောက်ဆုတ်လိုက်ပြီလို့လည်းကြားသိရပါတယ်။ဒီတော့ United အသင်းဟာတန်းဆင်းသွားပြီဖြစ်တဲ့ West Ham အသင်းက Fernandes ကိုပဲပြန်လဲစူးစမ်းလာပြီးအရင်ကလွယ်လွယ်ကူကူရနိုင်လောက်တယ်လို့ထင်ထားတဲ့ဒီကစားသမားကလည်း Real Madrid အသင်းပြင်အင်္ဂလန်ရဲ့အသင်းကြီးအများစုကလည်းဝိုင်းဝန်းကြိုးပမ်းနေတာကြောင့်ခက်ခဲနေရတယ်လို့ West Ham အသင်းကလည်းတန်းဆင်းသွားရသည့်တိုင်အောင်ပေါင်တန်း85တန်းအထိလိုချင်နေပြီးတိတဲ့နဲပါတဲ့ကမ်းလှမ်းမှုမျိုးကိုလက်ခံစဉ်းစားဖို့မရှိကြောင်းသတင်းတွေကဆိုထားပြန်ပါတယ်။ဒါပေမဲ့လည်း United အသင်းကတော့ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တစ်ခုရရှိအောင်စ조사နေတယ်လို့ကစားသမားဘက်ကလည်း United အသင်းကိုအမှန်တကယ်ပြောင်းရွှေ့ခြင်းနဲ့စိတ်ဆန္ဒရှိမရှိကိုလေ့လာစုံစမ်းနေကြောင်းဆိုထားပါတယ်။Fernandesကတော့အင်္ဂလန်ပရီးမီးယားလိဂ်မှာသာဆက်လက်ကစားချင်နေပြီး United အသင်းကိုအရန်ကိုပြောင်းရွှေ့ခြင်းနဲ့ဆန္ဒရှိနေကြောင်းနီးစပ်ရာသတင်းဌာနတွေကလည်းကြားသိရပါတယ်။ဒီတော့ United အသင်းပိုင်ရှင်တွေဟာ West Ham အသင်းနဲ့ဈေးနှုန်းညှိနှိုင်းပြီး Fernandes ကိုဒီရာသီရဲ့ဒုတိယမြောက်အပြောင်းရွှေ့တစ်ခုဖြစ်လာအောင်ကြိုးပမ်းသွားဖို့ရှိနေကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ခုကတော့ United အသင်းရဲ့ Academy ကစားသမားစစ်ဖြစ်တဲ့ Marcus Rashford ကိုဘာစီလိုနာအသင်းကပေါင်တန်း30နဲ့အပိသက်ခေါ်ယူနိုင်မဲ့အခွင့်အရေးကိုပယ်ချခဲ့ပြီးခေါ်ယူတော့မှာမဟုတ်ဘူးလို့ပြက်သားညှင်းဆန်ခဲ့ပါတယ်။တာမန်ကစားသမားတဦးအတွက်တောင်ပေါင်တန်း80နဲ့အထက်ဈေးပေါက်နေပြီးဖြစ်ချင်ရာဖြစ်နေတဲ့ဒီအပြောင်းရွှေ့ရဝန်းကြီးထဲမှာဒေါက်တာဝက်စ်ပို့လိုအင်္ဂလန်အသင်းရဲ့လက်ရွေးစင်ကစားသမားတဦးကိုပေါင်တန်း30နဲ့မဝယ်ယူနိုင်ခဲ့တဲ့အပြင်ထပ်မံအငှားချမယ်ဆိုရင်တောင်စဉ်းစားအောင်မယ်လို့ဘာစီလိုနာဘက်ကပြောဆိုသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီကပုံမှန်ပိုးရက်ကွင်းမရရှိခဲ့တာတောင်မာကက်ဝက်စ်ပို့ဟာဘာကာအတွက်14ဂိုးသွင်းက14ဂိုးဖန်တီးနိုင်ခဲ့တဲ့အပြင်လစာတွေလည်းအများကြီးလျှော့ယူနိုင်ခဲ့ပြီးကစားပေးနိုင်ခဲ့တာဖြစ်တာကြောင့်ဒီသတင်းကိုကြားသိရတဲ့ဒေါက်တာလေးဟာချက်ချင်းဆိုသလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာများကနေဘာစီလိုနာပါပုံများကိုပယ်ဖျက်လိုက်တာကိုတွေ့မြင်ခဲ့ရပါတယ်။ဒီတော့ဘာစီလိုနာအသင်းကိုစိတ်နာသွားခဲ့တာလားဆိုတာမသိနိုင်ပဲ United အသင်းကိုပြန်မလာပဲဘယ်အသင်းကိုရောက်ရှိသွားမလဲဆိုတာလဲစိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ဆိုတော့ United အသင်းအတွက်အပြောင်းရွှေ့တွေဟာစိတ်ဝင်စားဖို့အရန်ကိုကောင်းမွန်နေပြီးငွေကြေးဖောင်းပွားလွန်းတဲ့ဒီနေ့ခေတ်ကစားသမားအယောင်းဝယ်တွေကြောင့်ဘယ်သူတွေဆက်လက်ရောက်ရှိလာမလဲဆိုတာစောင့်ကြည့်သွားရအောင်မှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့သွားကြရအောင်ပါခင်ဗျာ။ဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်စစ်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ Facebook ကကြည့်နေတဲ့ညီကိုများလည်း follow လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါရစေခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ